astrology က lucky gemstone ဆိုတာတကယ်ရှိလားကိုယ့်ရဲ့ရာသီကွင်းဒါမှမဟုတ်မွေးဖွားရနေနံလိုက်သတ်မှတ်ထားတဲ့ lucky gemstone ဆိုတာတကယ်ပဲကိုယ့်ဘဝအပြောင်းလဲဖြစ်စေနိုင်စွမ်းရှိရင်လားဆိုတာလူတိုင်းလူစိတ်ဝင်စားကြတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်ရှေးခင်ဝေဆုံခေတ်ကာလတွေကဒီเจ้าမြတ်ယရနာတွေဟာလူတွေရဲ့ကံကြမ္မာကိုပြုသဘောဆောင်ပြီးလွန်မှုပေးနိုင်နေဆိုရင်ယုံကြည်ချက်ကယနေ့ခေတ်တိုင်အောင်တည်ရှိနေစေဖြစ်ပါတယ်သိပ္ပံပညာနည်းကြအရတိတိကျကျသက်သေမပြနိုင်သေးပေမဲ့လည်းရှေးအောင်နှက်ကဘေးရင်ပညာရက်တွေမှာတော့ကျောင်းမြတ်တရားထုတ်လွှတ်တဲ့စွမ်းရည်နေနဲ့လူရဲ့ခန္ဓာကိုယ်စွမ်းရည်နေရပြန်လည်တက်ရောက်မှုရှိနေလို့ခိုင်မာဖော်ပြကြပါတယ်။နဂဗေဒအရ lucky gemstone ဆိုတာတော့လူတစ်ယောက်ရဲ့မွေးရပါရာသီကွင်းနဲ့ကိုက်ညီပြီးကံကောင်းခြင်းတွေယူဆောင်လာပေးတယ်လို့ယုံကြည်ရတဲ့ကျောင်းမြတ်ယရနာတစ်မျိုးပဲဖြစ်ပါတယ်။ရှေးခေတ်ပညာရှင်တွေကဂျိုရီရဲ့လှုပ်ရှားမှုနဲ့လူဘဝပေါ်တက်ရောက်မှုတွေကိုအခြေခံပြီးရာသီကွင်းတစ်ခုချင်းစီအတွက်တည်တံ့ကြောင်းမြတ်တွေကိုသတ်မှတ်ပေးခဲ့ကြတာပါ။အဲဒီလိုသတ်မှတ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့သက်ဆိုင်ရာရာသီကွင်းပိုင်ရှင်တွေရဲ့အားနည်းချက်တွေကိုဖြည့်ဆည်းပေးပြီးအားသာချက်တွေကိုပုံမူတောက်ပလာစေဖို့ဖြစ်ပါတယ်။ပရမညာနီလာညနေစိန်တို့တမူကြီးကြောင်းမြတ်ယရနာတွေဟာတဘာဝတရားရဲ့စွမ်းရည်တွေကိုအထူးစုစည်းထိမ့်သိမ်းထားနိုင်စွမ်းရှိရလို့ရှင်းအောင်လူတွေကခိုင်မာယုံကြည်ခဲ့ကြပါတယ်။ဥပမာအဖြစ်ဗရမညာတက်တိနဲ့အောင်မြင်မှုယူဆောင်လာပေးနိုင်ပြီးနီလာစိတ်ငြိမ်သက်မှုနဲ့ဉာဏ်ပညာကိုတိုးပွားစေတယ်လို့ယူဆကြပါတယ်။ဒီလိုကြောင့်မြတ်တွေစီကနေထွက်ပေါ်လာတဲ့တဘာဝစွမ်းရည်တွေကလူရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကိုအပြုသဘောဆောင်ပြီးတွန်းအားပေးတယ်လို့ယူဆကြတာပါ။ဒီကြောင့်မြတ်တွေနဲ့ကံကြမ္မာဆက်ဆက်မှုကြောင့်ယုံကြည်ချက်တွေဟာရှေးခေတ်အိန္ဒိယအီဂျစ်နဲ့ဂရိစားတဲ့ယဉ်ကျေးမှုကြီးတွေထွန်းကားတဲ့ကာလတွေတည်းကအမြင့်တွေပြီးစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲဒီခေတ်ကလူတွေဟာကောင်းကင်ရာကျက်တာယာတွေနဲ့ဂျိုရီရဲ့အနေထားလူသားတွေရဲ့ကံကြမ္မာပေါ်တိုင်းရိုက်လွှမ်းမိုးမှုရှိတယ်လို့ခိုင်ခိုင်မာမာယုံကြည်ခဲ့ကြပါတယ်။အဲဒီယုံကြည်ချက်ကနေတဆင့်တက်ပြီးဂျိုရီရဲ့စိုးကျိုးကိုကာကွယ်ဖို့နဲ့ကောင်းကျိုးကိုရယူဖို့အတွက်တင်တော်တဲ့ကြောင်းမြတ်တွေကိုရွေးချယ်ဝစ်ဆင်လာကြတဲ့အစဉ်အလာဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။နဂဗေဒင်ပညာအရကြောင်းမြတ်ယရနာတစ်ခုရွေးချယ်တဲ့အခါမှာရာသီကွင်းတစ်ခုနဲ့ကိုကြည့်ပြီးဆုံးဖြတ်လိမ့်မရှိကြပါဘူး။မွေးဖွားချိန်တိကျတဲ့ချက်လက်တွေပါဝင်တဲ့မွေးနယ်စရာနဲ့ဂျိုရီရဲ့ဒီနေရာအနေထားတွေကိုပါအသေးစိတ်တွက်ချက်ပြီးမှသာတင်တော်တဲ့ကြောင်းမြတ်ကိုရွေးချယ်ပေးကြတာဖြစ်ပါတယ်။ဒီလိုဘာချက်ပေါ်မူတည်ပြီးရွေးချယ်မှသာလူတူးချင်းစီရဲ့အခြေအနေနဲ့ကိုက်ညီဆုံးဖြစ်ပြီးအကျိုးသက်ရောက်မှုဟာပုံမူကောင်းမွန်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ကြောင်းမြတ်တရားလူတစ်ယောက်ရဲ့ကံကြမ္မာကိုတကယ်ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုအတည်ပြုနိုင်မဲ့ခိုင်လုံတဲ့သိပ္ပံနည်းကျထောက်ထားရတော့လုံးဝမရှိသေးပါဘူး။ဒါပေမဲ့ဒီလိုကြောင်းမြတ်တွေကိုဝစ်ဆင်ထားတဲ့အခါစိတ်ပိုင်းဆိုင်ရာခွန်အားရရှိစေတာယုံကြည်မှုတိုးလာတဲ့စိတ်တည်ငြိမ်မှုရရှိစေတာတွေကတော့တကယ်ပဲရှိပါတယ်။ဒါကြောင့်ကြောင်းမြတ်တွေရဲ့စွမ်းရည်ဆိုတာထက်ဝစ်ဆင်သူရဲ့ကိုယ်ပိုင်ယုံကြည်ချက်နဲ့စိတ်ပိုင်းဆိုင်ရာအားပေးမှုဟာအဓိကအခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်။အမှန်တကယ်တော့ lucky gemstone ကိုဝစ်ဆင်ထားတယ်ဆိုတာနဂဗေဒယုံကြည်မှုနဲ့ရှင်းအောင်စင်လာတစ်ခုတသက်တာဖြစ်ပါတယ်။သိပ္ပံပညာရအတည်ပြုထားတာမရှိသေးတဲ့အတွက်ကိုနှစ်သက်ရကြောင်းမြတ်ယရနာတွေကိုရွေးချယ်တဲ့အခါယုံကြည်ချက်တသက်အပြင်ကိုပိုင်လှပနဲ့ရေသွေးကောင်းမွန်မှုကိုပါထည့်သွင်းစဉ်းစားပြီးဝယ်ယူသင့်ပါတယ်။အဲဒီလိုမျှတစွာစဉ်းစားရွေးချယ်ခြင်းအပြင်စိတ်ချမ်းသာမှုလည်းရရှိစေပြီးလှပတဲ့လက်ဝတ်ယရနာတစ်ခုကိုလည်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။နောက်ထပ်လည်းယရနာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဘဝတုဒ္ဒရစေနိုင်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။